ပထမကဘာစစ်ကြီးပြီးဆုံးသွားတဲ့နေ့မှာတလောကလုံးပျော်ပွဲရွှင်ပွဲတွေနဲ့စူညံနေခဲ့ပေမဲ့တနေ့ဟာမှာတော့ကလေးငယ်တယောက်မွေးဖွားလာခဲ့ပါတယ်။ကန်ဆိုးစွာပဲကလေးရဲ့မိခင်ဟာကလေးကိုတခြားစောင့်ရှောက်ပေးပါလို့ခင်ပွန်းဖြစ်သူကိုမှာကြားပြီးကွယ်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကကလေးကိုမြင်လိုက်ရတဲ့အခါမှာတော့လက်မခံလိုက်လောက်အောင်ထိတ်လန့်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကလေးဟာတာမန်ကလေးတွေလိုမဟုတ်ပဲအရေးပြားတွေတွန့်လေအယိုးအစစ်တွေအားနေပြီးအတွင်းတိမ်ကြောက်မျက်စိကလည်းမမြင်ရသလောက်ဖြစ်နေလို့ပါပဲကလေးတယောက်မွေးလာတာတဲ့အဖိုးကြီးတယောက်မွေးလာတာနဲ့ပိုတူနေခဲ့ပါတယ်နောက်ဆုံးမှာတော့ဖခင်ဖြစ်သူကစွန့်ပစ်လိုက်တာကြောင့်အဲ့ဒီကလေးဟာဘိုးဘွားရိတ်သားတစ်ခုကိုရောက်သွားခဲ့ပါတယ်ရိတ်သားရဲ့ဂယုဆိုင်ဆောင်ရှောက်သူကွီနီဟာရုပ်ဆိုးလာတဲ့အဲ့ဒီကလေးကိုမြင်းမြင်းချင်းပဲတနာဂယုနာတက်ပြီးသူမရဲ့တူလေးအဖြစ်နတ်မယ်ပေးကကိုယ်တိုင်ကြွေးမွေးဆောင်ရှောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဆရာဝန်ကတော့ဒီကလေးဟာသိမကြခင်သိဆုံးသွားလိမ့်မယ်လို့ဟောကင်းထုတ်ခဲ့ပေမဲ့သူတို့ကတော့ကလေးကိုဘင်ဂျမင်လို့အမည်ပေးခဲ့ကြပါတယ်အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပေမဲ့ဘင်ဂျမင်ဟာသေသွားခဲ့မဟုတ်ပါဘူးဒါပေမဲ့သူဟာကလေးဘဝမှာတင်အသက်80အရွယ်အဖိုးကြီးတယောက်လိုဘီတက်ကူလာထိုင်ပေါ်မှာမဲ့ဘဝကိုဖျက်ဆီးနေရပါတယ်သူဟာတခြားအဖိုးအဖွားတွေကြားမှာနေထိုင်ရင်သူကိုယ်တိုင်ကကလေးလားအဖိုးကြီးလားဆိုတာကိုတော့မခွဲခြားနိုင်တော့ပါဘူးဒါပေမဲ့ဒီနေ့မှာတော့ထူးဆန်းတဲ့အလက်အပြောင်တစ်ခုဖြစ်လာခဲ့ပါတယ်ဘင်ဂျမင်ဟာဘီတက်ကူလာထိုင်ပေါ်ကနေဆင်းပြီးမတ်တက်ရဖို့ကြိုးစားလာနိုင်ခဲ့ပါတယ်ခန္ဓာကိုယ်ထဲကိုအသက်တွေပြန်လဲဝင်ရောက်လာသလိုမျိုးနှုတ်နှချောင်းကိုအားပြုပြီးလမ်းစာရှောက်နိုင်လာခဲ့ပါတယ်ရိတ်သားကိုရောက်လာတဲ့အဖိုးအိုတယောက်နဲ့လည်းသူငယ်ချင်းဖြစ်သွားပြီးသူတို့နှစ်ယောက်အတူတူရှောက်သွားလိမ့်ရှိကြပါတယ်အခုဆိုရင်ဘင်ဂျမင်ဟာနှုတ်နှချောင်းထဲနဲ့လမ်းလျှောက်နိုင်လာပြီးဖြစ်သလိုခါးကလည်းဆန့်ထွက်လာပြီးနားကလည်းပိုကြားလာရပါတယ်အဲ့ဒီအချိန်မှာပဲသူဟာသူ့ရဲ့အဖွားဖြစ်သူနဲ့အတူရိတ်သားကိုရောက်လာတဲ့မင်းကလေးငယ်တယောက်ကိုမြင်လိုက်ရပါတယ်အဲ့ဒီမင်းကလေးရဲ့ပြားလဲလဲမျက်ဝန်းတွေကဘင်ဂျမင်ရဲ့စိတ်နှလုံးကိုဖန်ဆားသွားခဲ့ပါပြီဘင်ဂျမင်ရဲ့ပြောင်းပြန်စီးဆင်းနေတဲ့ဒီဘဝခရီးကဘလို့များအဆုံးသတ်သွားမလဲဆိုတာကိုတော့နောက်ထပ်အပိုင်းမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်